အင်္ဂါနေ့မနက်9:30ထွက်တယ်ရှင်။အင်္ဂါနေ့ညနေ4သနာ break မနက်9ပတ်တီကနေညနေ4သနာ break ပြန်ထွက်သွားတယ်ရှင်။ကနန်းထွက်တဲ့ရက်2ရက်မှာကနန်းမတူညီ8လုံးထွက်သွားပြီရှင်။တနင်္လာမနက်6:03ညနေ9နှစ်အင်္ဂါမနက်90ညနေ4တက်6:39နဲ့54တက်ကြံကနန်းခွန်ပတ်တီနဲ့8ပတ်တီပဲကျန်တော့တာရှင်။ဟူးကြသေးတော့ကြ3ရက်မှာကြံကနန်း2လုံးနဲ့ရှိတော့တာရှင်။ပြန်ကြကနန်းတွေကစားရမယ်ရှင်။နှင်ရက်ကနန်းမနက်ညနေ4ချိန်အတွင်းမတူညီတဲ့ကနန်းတွေထွက်ပြီးတိုင်းဗုဒ္ဓဟူးမနက်ဆီယာမဖြုတ်မယ်ရှင်။ဆီယာမဖြုတ်ပြီးထခုံမယ်ရှင်။ဆီယာမပရိသတ်တွေလည်းခုံဖို့ပြင်ထားကြပါရှင်။ဆီယာမဟူးမကြို3ရက်မကျော်မွေးဘရိတ်မင်းတင်တဲ့အရန်ဘရိတ်တစ်ဘရိတ်2ကိုထပ်ပြီးပေါက်တယ်ရှင်။ဆီယာမဟူးမကျော်3ရက်မကျော်မွေးဘရိတ်မင်းတင်တစ်လုံးကြံသေးတယ်ရှင်။မင်းတင်ဘရိတ်တစ်လုံးဆက်ပြီးမွေးထားကြပါရှင်။ဆီယာမဟူးမကျော်3ရက်မကျော်မွေးဘရိတ်မင်းတင်ခွန်တစ်ဘရိတ်ဗုဒ္ဓဟူးမနက်ညနေခွန်ဘရိတ်တစ်လုံးနဲ့မွေးရမယ်ရှင်။ခွန်ဘရိတ်တုံညာခွန်တက်6 25 34 89ကျင်ချိန်နိုင်တဲ့လောက်မွေးရီပေါက်တဲ့အခါအမျက်ကြံပြီးထားခုံရမယ်ရှင်။ဒီလိုနေပြီရှိလို့ပဲဆီယာမကမပြတ်မကွက်စူးစမ်းနေရပါရှင်။ဆီယာမပရိသတ်တွေရဲ့အားပြီးစကားကြောင့်လဲဆီယာမအားရှိပြီးစူးစမ်းနေတာရှင်။ဆီယာမရဲ့3ရက်မကျော်ဟူးမကျော်မွေး break ဆိုလေအပတ်တိုင်းပြက်ပွင့်မရှိပေါက်ခဲ့ပါရဲ့ရှင်။ဆီယာမနေတိုင်းပတ်သီးသလုံးနဲ့ပတ်သီးထဲကရွေးကွက်ဆိုလေပေါက်ခဲ့တဲ့နေ့များတယ်ရှင်။ဆီယာမအရာမွေး break ပရိသတ်တွေပုံရိုက်ပြီးမွေးထားကြပါရှင်။အပတ်တိုင်းပေါက်ပြီးထားခုံကြတာဆီယာမပရိသတ်တွေသိကြပါရဲ့ရှင်။ဆီယာမကနန်းအငဲမှန်အောင်လို့ဆီယာမပရိသတ်တွေရဲ့သူကအမြဲစူးစမ်းပေးနေပါတယ်ရှင်။ဆီယာမစကားနားထောင်တဲ့ပရိသတ်တွေအပတ်တိုင်းပေါက်ပြီးတော့ခဏထားခုံရတာရှင်။ဆီယာမကိုအားပေးတယ်လို့တော့မပြောချင်ဘူးလားရှင်။ဆီယာမပရိသတ်တွေရဲ့အားပေးစကားဆီယာမအတွက်ခွန်အားရှိပါတယ်ရှင်။ဆီယာမပရိသတ်တွေရှိကဆီယာမဘာမှမတောင်းပါဘူးရှင်။ဆီယာမကိုအားပေးတယ်လို့ပြောခဲ့ရင်ရပါပြီရှင်။ဆီယာမမွေး break ဆိုလေအပတ်တိုင်းပေါက်ခဲ့ပါတယ်ရှင်။စီရနာပြည့်ထားပြီးအပင်မိုင်းခံပြီးရှာဖွေပြီးအမြဲကြိုးစားပြီးတင်ပေးနေတာရှင်။ပရိသတ်အသစ်တွေကမတိကြတော့ဆီယာမရှင်းပြပြောပြပေးတာပါရှင်။ဆီယာမကိုစကားများတယ်လို့တော့မပြောကြပါနဲ့ရှင်။ကနန်းကစားရင်ပေါရှုံးမဖြစ်အောင်အမျက်ကြံအောင်လို့ဆီယာမကစီရနာပြည့်ထားပြီးတော့မတိတေးတဲ့ပရိသတ်အသစ်တွေကိုရှင်းပြပြောပြပေးနေတာပါရှင်။ယုံကြည်မှုဆိုတာတရက်နဲ့မရပါဘူး။တလနဲ့လည်းမရပါဘူး။နှစ်နဲ့ချီပြီးတီးဆော့ရတာပါရှင်။ဒါကြောင့်ပရိသတ်တွေကိုဆီယာမမလိမ်ဘူးမညာဘူးအမှန်အတိုင်းပဲပြောပါရင်ဆီယာမရဲ့ချေရတဲ့ပရိသတ်တွေအတွက်ဆီယာမအမြဲတမ်းကြိုးစားပေးနေပါတယ်ရှင်။အမားမနေပြီးအမှန်များအောင်ဆီယာမအမြဲတမ်းကြိုးစားပေးနေပါတယ်ရှင်။ဆီယာမကနန်းဝင်လိုက်ကြည့်ကြတဲ့ပရိသတ်တွေရှိလားရှင်။ရှိရင် comment မှာအသေးလေးလေးနဲ့ဆီယာမကိုအားပေးလေလို့ပြောခဲ့ပေးကြပါရှင်။အသစ်ဝင်လာတဲ့ပရိသတ်တွေကိုလည်းကြိုးစိုးပါတယ်ရှင်။အဟောင်းပရိသတ်တွေကတော့ဆီယာမနဲ့ဘလောက်ကြလိုက်လာခဲ့တဲ့ကိုယ်တိုင်သိကြမှာပါ။တချို့ဆို2နှစ်3နှစ်ကျော်တောင်ဆီယာမနဲ့အတူမပြတ်မကွက်လိုက်ကစားကြတာပါရှင်။ဆီယာမအញ្ញမ်းကိုကျေးဇူးတင်ပါတယ်။ချူရီဆိုတာကအမှားလဲရှိလေအမှန်လဲရှိလေဘယ်သူမှ 100% မပေါက်နိုင်ပါဘူးရှင်။ဒါပေမဲ့အမှားနေပြီးအမှန်များအောင်ဆီယာမနေ့တိုင်းစူးစမ်းနေတာပါရှင်။ညဘက်12နာရီထိကလင်ဒါတွေကြည့်ထွက်တနန်းတွေစစ်မနက်9နာရီထိစည်ရင်းပြန်စစ်ဒါတွေကိုပရိသတ်တွေမမြင်ရပေမဲ့ဆီယာမအမြဲလုပ်နေတာပါရှင်။ဆီယာမကမန်းပါမခေါ်မှုရှင်ပတ်စံမတောင်းမှုရှင်စေရနာနဲ့ပဲလုံနေတဲ့သူချစ်လို့ပေါက်ရင်လဲပရိသတ်နဲ့အတူပြောမပေါက်ရင်လဲပရိသတ်နဲ့အတူစိတ်မကောင်းဒါပဲဆီယာမရဲ့စိတ်ပါရှင်။အင်္ဂါနေ့မနက်9:30ထွက်ပြီးညနေ4သနာ break ထွက်ခြင်းအင်္ဂါနေ့မနက်ညနေ9 break ထွက်ခြင်းတူပြီး9 break ကနန်းမတူဘူးရှင်။ဗုဒ္ဓဟူးမနက်ဆီယာမဖြုတ်မယ်ရှင်။ဆီယာမပရိသတ်တွေဗုဒ္ဓဟူးမနက်ဖြုတ်ပြီးထားခုံဖို့လှုပ်ထားကြပါရှင်။ဒါကြောင့်ဒီဘက်ကိုဆီယာမအရန်သေးချစဉ်းစားထားပါတယ်ရှင်။နေ့တိုင်းစာရွက်နဲ့ရေးထွက်ကနန်းတွေပြန်ကြည့်ပြန်စစ်ထက်စစ်မှားလို့မရဘူးဆိုတဲ့စိတ်နဲ့လှုပ်ထားတာပါရှင်။
အခုတော့အရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီရှင်ဒီနေ့ရဲ့အဓိကပွဲကတော့ဟူးနေ့မနက်ပွဲပါရှင်ဒီပွဲကိုဆီရာမအယမ်းယုံကြည်ထားပါတယ်ရှင်ဘာလို့လဲဆိုတော့ဆီရာမကနန်းစိုက်ပေါင်းစုံကနေအပင်ပန်းခံရှာထားတာထစ်လို့အားလုံးတိုက်ပြီးမှပေးတာပါရှင်ဗုဒ္ဓဟူးမနက်17ရက်2လ2028မနက်မှာပတ်တီးကတော့6ပတ်တီးရှင်မနက်6ပတ်တီးပြန်ကြလို့ပြောလဲမမားပါဘူးရှင်ဆီရာမရှာထွေးထားတဲ့မနက်6ပတ်တီးကစားပေါက်ပါစီရှင်ပတ်တီးကစားနိုင်တဲ့ပရိသတ်တွေပတ်တီးကစားပါရှင်ပတ်တီးမစောနိုင်တဲ့ပရိသတ်တွေရွေးကွက်ကစားကြပါရှင်ပတ်တီးတစ်လုံးနဲ့ပဲမစော့ပါဘူးရှင်ပတ်တီးထက်ကဆီယာမရွေးကွက်3ကွက်ရွေးပေးထားပါတယ်ရှင်ဆီယာမပြောတာတေချာလိုက်ကြည့်ကြတဲ့ပရိသတ်တွေတဘိုးပေါက်နားလည်ရင်ဆီယာမကနိုင်ကစားတဲ့အခါပေါက်ပြီးထားခုံရမယ်ရှင်ရွေးကွက်3ကွက်ပြောပြီရှင်တေချာနားထောင်ပေးပါဟူးနေ့မနက်17နှစ်2028 6ပတ်တီးထဲရွေးကွက်3ကွက်ပါ6တုံညာ6ကို6ခွန်ဆီယာမရှင်းအောင်ရွေးကွက်3ကွက်ထပ်ပြီးဖြိုးပြပေးပါမယ်ရှင်6တုံညာ6ခွန်6ကိုဒီ3ကွက်ကိုဆီယာမအကြိုက်ရှယ်ရွေးကွက်ပါပတ်တီးပေါက်ပြီးဆိုဆီယာမရွေးကွက်3ကွက်လဲပေါက်တာများခဲ့ပါတယ်ရှင်ဆီယာမပြိတ္တတွေကိုဆီယာမတခုပဲပြောချင်ပါတယ်မလောပါနဲ့အလင်းမဖြစ်ပါနဲ့ထူးရီကစားတဲ့အခါနိုင်တလောက်ချင်းချင်းပြီးကစားကြပါရှင်နိုင်နဲ့ဝင်ထမ်းပြီးကစားကြပါရှင်အင်္ဂါနေ့ညနေဆီယာမအကြိုက်တကွက်ကောင်းပြောပါမယ်ရှင်6တိထပ်ပြောပြပါမယ်ရှင်6တိဒါဆိုအပတ်တိုင်းဆီယာမကနန်းလိုက်ကစားရင်ဆီယာမစကားနားထောင်တဲ့ပရိသတ်တွေအပတ်တိုင်းအမျက်ကြံပါတယ်ရှင်ဆီယာမပြောပြပေးနေတာဆီယာမပရိသတ်တွေတော့ပါရှင်ဆီယာမရဲ့စေတနာကိုတိတက်မြင်တတ်ကြပါစေရှင်အေးအေးဆေးဆေးထားပြီးကစားစီးနီးကြကစားပါရှင်ဆီယာမကအမြဲဆီယာမပရိသတ်တွေရဲ့အတွက်ရှိပေးနေမှာပါရှင်ဆီယာမကနန်းလိုက်ကစားကြရဲ့ဆီယာမပရိသတ်တွေအားလုံးကိုဆီယာမကကန်ကောင်းပါစေလို့ဆုတောင်းပေးပါတယ်ရှင်ထပ်ပြီးပေါက်ပါစေရှင်ပတ်တီးလဲပေါက်တယ်လို့ရွေးကွက်လဲထပ်ပြီးပေါက်ပါစေရှင်ဗုဒ္ဓဟူးနေ့မနက်ပတ်တီးနဲ့ရွေးကွက်ကစားပြီးပေါက်ပါစေရှင်ဆီယာမဟူးမကျော်မွေးပရိတ်တလုံးကြံထက်ပြီးပေါက်ပါစေရှင်